နေကောင်းလားဘာလုပ်နေတာလဲငါ့ကိုဘယ်တော့မှမလွမ်းဘူးလားအမှန်တိုင်းပြောပါမိတ်ဆွေတို့ဒီလိုမျိုး AI အတန်းထုတ်ချင်လားဒီလိုမျိုး AI အတန်းထုတ်ချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုအစနဲ့အဆုံးထိကြည့်လိုက်ပါဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဒီလိုမျိုး AI အတန်းထုတ်ဖို့အတွက်ဒီ Chrome browser မှာဝင်ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် Chrome browser မှာဝင်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာမှာရောက်လာလို့ရှိရင် search bar မှာ spin ချက်မှာလို့ရိုက်ချလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ဆုံး website မှာဝင်ရမှာဖြစ်ပါတယ်နော်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာရောက်လာလို့ရှိရင်မိတ်ဆွေတို့ကဘယ်လိုမျိုးအတန်းထုတ်ချင်လဲပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကထုတ်ချင်တဲ့အတိုင်းဒီမှာစာရေးရမှာဖြစ်ပါတယ်နော်ဒီမှာပေါ့နော်ဟုတ်ပြီဒါကျွန်တော်ပထမတည်းကစာရေးပြီးသားဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်အဲ့ဒါကိုဖျက်ပလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့အတန်းထုတ်ချင်တဲ့အတိုင်းဒီမှာစာရေးလိုက်ပါနော်ဟုတ်ပြီဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်စာရေးလိုက်ပါမယ်အဲ့ဒါပြီးပါလို့ရှိရင်အပေါ်လေးကိုဆွဲလိုက်ပါဟုတ်ပြီမိတ်ဆွေတို့ကဒီမှာကြတော့ကျွန်တော်တို့ language ပြောင်းပေးရမှာဖြစ်ပါတယ်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော် language ပြောင်းလိုက်မယ်ပေါ့နော် Burmese အဲ့ဒီနေရာလေးကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးပါလို့ရှိရင်ကျွန်တော်အပေါ်လေးကိုနည်းနည်းဆွဲလိုက်မယ်ဒီမှာကြတော့ကျွန်တော်တို့မင်္ဂလာအတန်းထုတ်ရှင်လားယောက်ျားလေးအတန်းထုတ်ရှင်လားပေါ့နော်ဒီမှာပေါ့နော်နီလာတီဟာပေါ့နော်ကျွန်တော်တီဟာကိုရွေးလိုက်မယ်ဟုတ်ပြီအဲ့ဒါပြီးပါလို့ရှိရင်ကျွန်တော်တို့ဒီ code ပေါ့နော်ဒီ code ပေါ့နော်ဒီ code ကိုကျွန်တော်တို့ဒီမှာရိုက်ထည့်ရမှာဖြစ်ပါတယ်နော်ဟုတ်ပြီကျွန်တော်ရိုက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့အဲ့ဒါပြီးပါလို့ရှိရင် generate audio ဒီမှာပေါ့နော်အဲ့ဒီနေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကကျွန်တော်ရဲ့ YouTube channel ကိုအခုဒီ subscribe မလုပ်ရသေးဘူး subscribe လေးလုပ်ထားပါဟုတ်ပြီကျွန်တော်နှိပ်လိုက်မယ်ဟုတ်ပြီနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ခဏဆောင်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ခုနစာရေးတဲ့အတိုင်းဒီမှာအတန်းရပြီပေါ့နော်မိတ်ဆွေတို့ကိုကျွန်တော် play လုပ်ပြပါမယ်ဟုတ်ပြီမိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်စာရေးတဲ့အတိုင်းသူကအတန်းထုတ်ပေးတယ်ပေါ့နော်နေကောင်းလားဘာလုပ်နေတာလဲငါ့ကိုဘယ်တော့မှမလွမ်းဘူးလားအမှန်တိုင်းပြောပါဟုတ်ပြီမိတ်ဆွေတို့အလွယ်တကူနဲ့ AI ကနေအတန်းထုတ်လို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်ဥပမာလုပ်ပြရတယ်ပေါ့နော်မိတ်ဆွေတို့က10မိနစ်2မိနစ်ထိအတန်းထုတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီ